မင်္ဂလာပါဒီတင်စာပေးချင်တာကတော့ကြက်တော့ဆန်တော်မစားနိုင်တဲ့ခွက်ပြောက်ချမ်းနေတဲ့ဖတ်ဆောက်တန်းခေါ်ဂိတ်တို့အကြောင်းပဲဖြစ်ပါတယ်ဂိတ်တို့ကဆိုရင်ဖြင့်တိတ်တဆိတ်နဲ့ဖလားမဲ့တယ်တို့တအားပဲ့တယ်တို့နဲ့16ကနေခွက်တွေပျောက်ပြနေတာဟိုပါ16တလီ16တလီပဲပြုတ်တာကဖလားတွေနဲ့စောစောစီစီဆဲနေရပြန်ပြီပွဲမစားခင်တော့ကတော့ရှုံပွဲမရှိတော့ရှီပွဲမရှုံတော့ဆိုပြီးတကယ်ရှုံတာဖိုင်နယ်မှာဆိုတော့ဟိုမှာလမ်းပေါ်မှာလဲတွေ့နိုင်နေဆိုင်ကာဂိမ်းနဲ့ရက်ဆိုင်နဲ့ဆိုပြီးနေရာနဲ့ပြန်ကျဲနေရတော့ဘသူတွေမှမဟုတ်ဘူး30ပုံမှာအရှုံးဆုံးသင်းကိုအားပေးမိလို့ဒီပြရှင်ဝင်နေတဲ့မန်ဖာနေပဲဖြစ်ပါတယ်ဟိုပါစိတ်တော့မကောင်းဘူးဒါပေမဲ့ဒီသောကတွေကိုနောက်နှစ်များပါကင်းဝေးစီအောင်ဂိတ်တို့ကနောက်လေဘာပြိုင်ပွဲမှမဝင်ရတော့ဘာမှခံစားနေစရာမလိုဘူးခံစားမဲ့လူတွေကတတ်ရှိတယ်ဒုတိယပြီးတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဆိုပြီးထပ်ဆင်စီသူလင်တို့အဖွဲတစုံတနဲ့ဖန်တွေဟိုပါနောက်တာပါအမအာဒီတာကလည်းဗလာချီတွေပဲချနေရတယ်လို့အမိုရင်ကလည်းပလန်ကုန်နေပြီးဘလို့ပြောင်းမရတဲ့ဂိတ်ကြီးတို့ဟိုသမားစာကွင်းလက်တိုက်စစ်အစုံဘလို့ကြုံစိတ်သုံးကားကိုမရောက်နိုင်ဘူးဟိုမှာစပါတို့ကလည်းတအားဆိုးပြမယ်ဆိုပြီးညတီးထုတ်သွားတာ4-2-3-1နဲ့ကစားသမားတွေကတော့နီးပြထုတ်တဲ့အတိုင်းမလို့စောက်ပိုတွေလုပ်ပြီးပြောနေတော့ပါဘူးအဲ့လိုပဲဂိတ်တို့ကလည်းပြန်ပြောင်းနေလို့ပြီး3-4-2-1ကစားကွက်နဲ့ပွဲထွက်လာပြီးကစားသမားတွေကတော့ရှုံးမဲ့ကောင်းနေမို့လို့ထပ်စောက်ပိုတွေလုံးနေတော့ပါဘူးကိုမအလိုနဲ့ထုံးစံတိုင်းခေါင်းတဲ့လူကခေါင်းပန်းတဲ့လူကပန်းပြီးပွဲစားတယ်ဆိုတာနဲ့ဂိတ်တို့လည်းဖလားကြီးရာကြီးဒိုရေးဆိုပြီးတိုင်းဝယ်အစ်စ်မဲ့လုံးစပါတို့ကလည်းအထမထားဘူးခံမဲ့ဆင်းမဲ့လို့ရင်းကနေ4မိနစ်ပဲရှိသေးတယ် United တို့ဟာရင်တောက်ချွတ်ဖြစ်သွားတယ်စပါကိုသမားပုတ်ထုတ်သွားလို့အလိုပဲစပါတို့ကလည်း10မိနစ်ရောက်မှတီးထုတ်ဖို့လုပ်ပြီးမယ်မစရာဝီတွဲဆော့သွားလို့အဲတော့တွေဖြစ်မကုန်ပဲဂျန်တဲ့ပွဲကြီးတွေမှာသူ့တက်တီးလိုက်ကိုတက်တီးလိုက်လို့ရင်းက40မိနစ်ရောက်မှတော့အိုနာနာလည်းအတိုးထွာလေးတော့မကာကွယ်နိုင်လို့အဲတကူနဲ့ပဲ United တို့လည်းအပူတွေဆိုင်ပြီးဆုံးသွားပြီပေးချင်တဲ့ message ကတော့ဂျဖာကြီးတို့တက်ခွစီးသွားတာဂိတ်ကြီးတို့လိတ်ထီလို့ရက်ကနဲ့ခွာကြံလေးတော့မရလိုက်ဘူးဆိုတာပဲဟိုးမဂိတ်ကြီးအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ